မင်းကလေးတယောက်တောင်ပေါ်ကနေထူဆန်းတဲ့အရေးတွေစီးကြလာတာကိုမြင်လိုက်တယ်။ဒီမကအဲ့ဒီအရေးကိုလက်နဲ့ခဲယူပြီးဒီမရဲ့ချစ်သူကိုခေါ်ပြခဲ့တယ်။ခေါင်းကြီးကအဲ့ဒါကိုမြည်ကြည့်ပြီးပြားရည်တီချောင်းပြောပြတယ်။သူတို့နှစ်ယောက်လုံးစိတ်လှုပ်ရှားသွားပြီးအစားအစာတွေအများကြီးရတော့မယ်ဆိုတဲ့အသီးနဲ့တောင်ပေါ်ကိုမြ мян ဆန်ဆန်တက်ထားကြတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာကြီးမားတဲ့အန်ဒီတကူစောင့်ကြိုနေတာကိုတော့သူတို့မသိခဲ့ကြဘူး။ကူထဲကိုရောက်သွားတဲ့အခါပြားရည်တွေအများကြီးတိုးလောင်ထားတဲ့ပြားအုပ်ကြီးကိုမြင်လိုက်ရတယ်။လာပေါင်းများစွာစားလို့ရတော့အောင်ပြားရည်တွေအများကြီးရှိနေပြီမဲ့သူတို့မှပြားရည်ထဲစရာပုံမပါလာဘူး။သူတို့ကူထဲကပြန်ထွက်ဖို့ပြင်နေတော့မှကြီးမားတဲ့တတဝါတစ်ကောင်ရဲ့အတန်ကိုကြားလိုက်ရတယ်။အန်ဒီရဲ့ရှိတာကိုတီးသွားတဲ့သူတို့နှစ်ယောက်လုံးကြောက်လန့်ပြီးကူထဲကိုပြန်ပြေးဝင်သွားကြတယ်။ယိုဒီရဲ့လူသားစားပြားကြီးတစ်ကောင်ကသူတို့ကိုတိုက်ခိုက်ခဲ့တယ်။သူတို့ငုံလိုက်လို့သာကန်ကောင်းထောက်မှစွာနဲ့အသက်ပြေးကလွတ်မြောက်ခဲ့တာပါ။မဟုတ်ရင်အဲ့ဒီပြားကြီးရဲ့အစိတ်ဆိုးကြောင့်သူတို့အသက်ဆုံးရှုံးသွားနိုင်ပါတယ်။သူတို့ကူထဲကိုဆက်ပြေးပြီးမြဲပြားကြီးကလည်းသူတို့နောက်ကိုလိုက်နေတော့မယ်။အသက်ပြေးကလွတ်ဖို့အတွက်သူတို့ပြားအောင်ထဲကအပေါက်ငယ်လေးတစ်ခုထဲမှာပုံအောင်ခဲ့ကြတယ်။ပြားကြီးကလည်းသူတို့ရဲ့အနံ့ကိုခန်းထိအဲ့ဒီနေရာထိရောက်လာပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ပါတော့တယ်။ကျင်းမြောင်းတဲ့နေရာလေးထဲမှာအသက်ရှင်ဖို့ကအရန်ခက်ခဲနေပါတယ်။ခေါင်းလေးကတုတ်တစ်ချောင်းနဲ့ပြားကြီးကိုတားဆီးဖို့ကြိုးစားခဲ့တယ်။အဲ့ဒီနောက်ပြားကြီးကစေကတ်တဲ့အရာတစ်ခုနဲ့ထွက်ပေါက်ကိုပိတ်လိုက်တယ်။သူတို့မြန်မြန်တစ်ခုခုမလုပ်ရင်အသက်ရှူချက်ပြီးတဲသွားနိုင်ပါတယ်။အဲ့ဒီအချိန်မှာခေါင်းလေးကအကြံတစ်ခုချသွားတယ်။လက်သားချောက်တွေနဲ့တရွက်တီကိုဆူပြီးမိမွေလိုက်တယ်။မိရဲ့အပူရှင်ချောင်းပြားဖျောင်းတွေအရေးပေါ်သွားပြီးအပေါက်ကြီးတစ်ခုဖြစ်ပေါ်လာတယ်။အဲ့ဒီအချိန်မှာပဲတခြားလူသားစားပြားတွေလည်းပြန်ရောက်လာကြတယ်။အခွင့်အရေးကိုအသုံးချပြီးသူတို့နှစ်ယောက်လုံးကူထဲကနေခုန်ထွက်ပြီးအသက်ဘေးကလွတ်မြောက်သွားကြပါတော့တယ်